လွန်ခဲ့တဲ့90 ကဘာရဲ့အထက်ကဘဒုမုဒ္ဒရမြတ်စွာဘုရားလောကကြီးထဲပွင့်တဲ့အခါမှာရှင်မကတ္တဗမထေရရဲ့အလောင်းကအဲ့ဒီမှာတထေးဖြစ်တယ်သူ့ရဲ့နာမည်ကဝေဒီဟတထေးလို့ဒီလိုခေါ်တယ်အလွန်ချမ်းသာတယ်အလွန်ချမ်းသာကြွယ်ဝတဲ့တထေးကြီးကရေမို့ချိုးပြီးတော့မြတ်စွာဘုရားရှိတဲ့ကျောင်းကိုသွားပြီးဥပုသ်သရင်ကျင့်သုံးတယ်စောင့်တည်တယ်ဘုရားရှိတဲ့ကျောင်းမှာသွားပြီးတော့ဥပုသ်ဆောင်သုံးကျင့်သုံးနေတော့မှာပဲသံဃာပိဋကအလယ်မှာမြတ်စွာဘုရားကဘဒုမုဒ္ဒရမြတ်စွာဘုရားကဧရရကံဘိကဝေမမသာဝကနံဘိက္ခုနံဒုဒဝါရဏံယရိတံနိတဘောခြေသားယံတို့ငါဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာတော်မှာဒုတင်အကျင့်ကိုကျင့်သုံးပြီးတော့တရင်သုံးပေါ်သံဃာတော်တို့အားလည်းပဲဒုတင်အကျင့်မြတ်ကိုကျင့်သုံးကြရန်ခေါ်ပြောပြသဆုံးမတဲ့နေရာမှာတော့နိသဗမထေရဟာအသာဆုံးအမြတ်ဆုံးပဲလို့မြတ်စွာဘုရားကဒီလိုဣတရက်ပေးတယ်မြတ်စွာဘုရားဣတရက်ပေးတာကိုဝေရေဟတထေးဟာသိနားမလဲဘူးတာမန်ပုံစံမျိုးပဲဣတရက်အနေနဲ့ဘွယ်ခန္ဓာကြီးပြီးသွားတော့အဲ့ဒီမှာဝေရေဟပုံနာကမြတ်စွာဘုရားနဲ့တန်ဃာတွေမနေ့ပြန်ဘုရားတပည့်တော်အိမ်ကိုစွန့်ဖုံးပေးကြွတော်မူပါလို့ဒီလိုလျှောက်တော့မြတ်စွာဘုရားကအေးငါရောက်မှတန်ဃာတွေများတယ်အာရှိကျင်တဲ့လောက်ရှိဘုရားတပည့်တော်အကုန်လုံးပြင့်မယ်ဘုရားဆိုပြီးတော့ဝေရေဟပုံနာကအိမ်မှာပြိဿအကုန်လုံးပြင့်မယ်လျှောက်တော့ဘုရားကလည်းစိတ်နေတယ်ဝေရေဟပုံနာကလည်းဩဒါမြတ်စွာဘုရားခွင့်ပြုပြီဆိုတာသိလိုက်တော့အိမ်ကိုပြန်ပြီးတော့မှနောက်တနေ့နန်းနဲ့တန်ဃာတွေသိမ့်ချီပြီးဆွန့်ကပ်ဖို့အတွက်သူပြင်ဆင်တယ်နောက်တနေ့ရောက်တဲ့အခါဘုရားနဲ့တန်ဃာတော်တွေကြွလာဆွန့်နေကအိမ်နဲ့ပင်ပြီးတော့လဲဆွန့်ကတန်ဃာကိုဆွန့်ကပ်ပြီးတော့ကြည်နူးပြီးတော့နေတဲ့အချိန်မှာအိမ်ရှိမှာမထေရဘာဆွန့်လာရက်တယ်ဆွန့်ရက်တဲ့မထေရဟာပြိဿမနေ့ကဒုဒဝါဒဧရရက်ရတဲ့နိသဗမထေရသူမြတ်ဖြစ်ရှင်ဘုရားတပိတ်ပေးတော်မူပါဗျာဆွန့်ပါဗျာဆိုတော့တပိတ်လေးနိသဗမထေရကဆွန့်လိုက်တော့အဲ့ဒီတပိတ်ကိုအိမ်နဲ့ယူပြီးတော့ပြိဿဝေရေဟတထေးကြီးကကောင်းတို့ရာတွေကိုတပိတ်ထဲလောင်းထည့်ပြီးတော့ပြိဿအဲ့ဒီမှာနိသဗမထေရပြန်ကပ်ပြီးတော့လျှောက်တယ်အရှင်ဘုရားအိမ်နဲ့ကြွရောက်ပြီးသတင်းသုံးတော်မူပါအောင်ဘုရားမြတ်စွာဘုရားလည်းအိမ်ထဲမှာရောက်နေပါတယ်ဘုရားသံဃာတော်များလည်းအိမ်ထဲမှာသတင်းသုံးနေကြပါတယ်ဘုရားအရှင်ဘုရားလည်းပဲအိမ်နဲ့ကြွရောက်ပြီးတော့သတင်းသုံးတော်မူပါအောင်ဘုရားလို့တထေးကြီးကနိသဗမထေရကိုလျှောက်တယ်ရောက်တော့နိသဗမထေရကတကားကြီးတဲ့အိမ်နဲ့ဝင်ဖို့ရန်အဆလိမ့်မည်မဟုတ်ဘူးကွယ်တဲ့ဒီလိုပြောပြင့်နေပြိဿနိသဗမထေရအိမ်နဲ့မကြွဘလို့မှပြင့်လို့မရတော့အဲ့ဒီမှာတထေးကြီးအိမ်နဲ့ပြန်သွားပြီးမြတ်စွာဘုရားလျှောက်တယ်မြတ်စွာဘုရားတပည့်တော်သံဃာကုံအိမ်ထဲကိုပြင့်တယ်ဖယားနဲ့သံဃာတော်တွေလည်းအိမ်ထဲမှာကြွရောက်သတင်းသုံးမေးပါတယ်လို့လည်းလျှောက်တယ်မနေ့ကဧရရက်ရတဲ့နိသဗမထေရကတပည့်တော်အိမ်ထဲပြင့်တာ तू မကြွဘူးဘုရားဘလို့ချင်းရာတွေကြောင့် तू မကြွတာလေသူ့ရဲ့ဂုဏ်တွေကဘလောက်ထိအောင်များပြားနေလို့လဲမြတ်စွာဘုရားဆိုပြီးတော့အဲ့ဒီမှာတထေးကြီးကဘုရားလျှောက်တော့ဘဒုမုဒ္ဒရမြတ်စွာဘုရားဘဒုမုဒ္ဒရမြတ်စွာဘုရားဆိုတာကလည်းသူတော်ကောင်းတို့ဘုရားတို့မြည်ဒီမှာဝဏ္ဏမစ္စရိယသူများရဲ့ဂုဏ်ကျေးဇူးပေါ်မှာဝန်တိုးတယ်ဆိုတာလုံးဝမရှိဝဏ္ဏမစ္စရိယအလွန်ကင်းတဲ့မြတ်စွာဘုရားရှင်များဖြစ်နေတော့ပြိဿရဲ့အဲ့ဒီမှာနိသဗမထေရအကြောင်းကိုပြောပြတကားကြီးတဲ့
ငါဖရာတို့နဲ့တန်ဃာတော်တို့တွေဟာဒကာဒကာမတွေပင့်တဲ့စွန်းကိုစားတဲ့ကွယ်တဲ့နိဒဗမထေကတပိတ်ထဲကြတဲ့စွန်းကိုပဲစားတာပတ္တပိဏ္ဍဒုတင်ကိုပြောငါတို့တွေကမြို့နာရွာနာနီးတဲ့ကြောင်းမှာနေကြတယ်ကွယ်နိဒဗမထေကတော်ထဲမှာပဲနေတာအာရင်ကြီးကဒုတင်အကြောင်းကိုပြောတယ်အာရင်ညကဒုတင်ပေါ့ငါတို့တွေကအမိုးရှိတဲ့ကျောင်းအောင်မှာနေတယ်နိဒဗမထေကအမိုးကမရှိတဲ့ကျောင်းမှာလည်းသတင်သုံးတယ်အဘောဂတိကဒုတင်ကိုပြောတာငါတို့တွေကသင်္ကန်းနေမျိုးစုံဝစ်ကြတယ်သင်္ကန်းများကိုလက်ခံကြတယ်နိဒဗမထေကသုံးတယ်တဲ့ကိုပဲဝစ်တာတိစီဝရိကဒုတင်ကိုပြောတာအဲ့ဒီဂုဏ်တွေကိုဖော်ထုတ်လိုက်တဲ့အခါဝေရေဟတထေကြီးကြီးညိုလိုက်တာနိဒဗမထေကိုကြီးညိုလိုက်တာကြီးညိုလိုက်တော့ဘာဖြစ်တော့မေးလိုက်တော့နောင်ဖြစ်လေရဘဝမှာလည်းပဲနိဒဗမထေကဲ့သို့ဖြစ်ချင်လိုက်တာတဲ့ဒီလိုစိတ်တွေဖြစ်လာတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားနဲ့သံဃာတော်တွေကိုနောက်ထပ်ပြိဿရေဆက်ပြီးဆွန့်ကပ်မယ်9 ရက်တိတိသူဆွန့်ကပ်ခွင့်လျှောက်တယ်9 ရက်တိတိဆွန့်ကပ်ပြီးတော့မှ9 ရက်ပြည့်တဲ့နေ့မှာတိစီဝရိကလို့ခေါ်တဲ့ပြိဿရေသင်မန်ရဲ့ဧကတိရဲ့နှစ်ထပ်သင်္ကန်းကြီးရဲ့သံဃာတိုင်းကိုပေးလူပြီးတော့မှအရှင်ဘုရားသည်တပည့်တော်ဤကဲ့သို့ပြုလုပ်ရတဲ့ကုသိုလ်ကောင်းမှုရဲ့တတ္တိကြောင့်ကုသိုလ်ကောင်းမှုကြောင့်နိဒဗမထေကဲ့သို့ဘုရားတပည့်တော်သည်ဒုတဝါဒဧရတဲ့ရပါရစေဘုရားဒုတိယအကျင့်ကိုကျင့်သုံးတဲ့နေရာမှာအသာဆုံးအမြတ်ဆုံးဧရတဲ့ပိုင်ရှင်ဖြစ်ပါရစေလို့ဒီလိုသူဆုတောင်းတယ်ဆုတောင်းတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကလည်းလှမ်းပြီးတော့ကြည်တယ်တဲ့။အော်သူ့ရဲ့အာသာဆန္ဒအလွန်ပြင်းပြပြီးတော့ပြုမဲ့ကောင်းမှုတွေရဲ့အရှိန်နဲ့ပြုလုပ်စေပြုလုပ်လက်တကောင်းမှုတွေကိုကြည်ပြီးတော့မှသူ့ရဲ့အလိုဆန္ဒပြည့်လိမ့်မယ်သူ့ရဲ့ဆုတောင်းပြည့်လိမ့်မယ်ဆိုတာသိတယ်။အဲကြောင့်မြတ်စွာဘုရားကပြိဿအေးနောင်90တကဘာထက်မှာပွင့်တဲ့ဂေါရမမြတ်စွာဘုရားလက်ထက်မှာမဟာကတ္တဗဆိုတဲ့အမည်နဲ့တတ္တိယဧကသာဝကဖြစ်ပြီးတော့မှဒုတင်အရာမှာဧရတဲ့ရလိမ့်မယ်လို့မြတ်စွာဘုရားကဤကဲ့သို့ပြလိုက်ပေးပြောလိုက်တာဝေဒေဟတထေကြီးပြောလိုက်တာဟာနောင်ငါဘုရားဖြစ်ပွင့်မဲ့ဘုရားလက်ထက်မှာဒီနိဒဗမထေလိုဧရတဲ့ငါရမှာလေပြောလိုက်တာပြိဿကဘာတသိန်းကြာတာလေးကိုပြိဿကဘာတသိန်းကြီးပြုတ်ရမှာကိုလေကြာမယ်မထင်ဘူးတဲ့ခဏလေးလိုထင်ပြီးတော့ကိုသိထဲမှာပြိဿပြုတ်မယ်ဆိုတဲ့စိတ်ဆန္ဒတွေကပြင်းပြတယ်အဲကြောင့်အဲ့ဒီဘဝကနေစပြီးကောင်းမှုတွေပြုတ်လိုက်တာဒါနသီလဘာဝနာကောင်းမှုတွေပြုတ်ဧကသာတကပုံနာအဝတ်လေးတစ်ထည်ရှိတယ်လေတစ်ထည်လေးလှူခဲ့တဲ့ဘဝတွေလည်းသူပြင်းလဲခဲ့ရတယ်ဘယ်လိုဘဝပဲရောက်ရောက်ပြိဿဒီအာသာဆန္ဒမစွန့်လို့ဘူးတဲ့ပြိဿနောင်ဖြစ်လေရာဘဝမှာနောက်ဆုံးဘဝမှာငါသည်ဒုတဝါဒဧရတဲ့ရရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ပြင်းပြင်းထန်ထန်ကောင်းမှုတွေပြုလုပ်လာလိုက်တာသူ့ရဲ့ဇနီးနဲ့သူနဲ့တွဲတဲ့ပဲကောင်းမှုတွေပြိဿအတူတူတွဲပြီးတော့ပြုလာကြတယ်လူဖြစ်လိုက်နတ်ဖြစ်လိုက်မြမဖြစ်လိုက်နောက်ဆုံးဘဝမှာတော့ပြိဿနန္ဒမင်းကြီးရဲ့ဘဝမှာကောင်းမှုတွေပြုဘာဝနာတွေပွားပြီးမြမပြေသူရောက်တယ်မြမပြေရောက်ပြီးတော့ဥဒ္ဒနကတ္တပမြတ်ဂေါရမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါမြမပြေကနေဆင်းပြီးတော့လူပြေမကရတိုက်မဟာတိဋ္ဌရွာမှာပိပလိလူလင်ဆိုတာသူလာဖြစ်တယ်ပိပလိလူလင်လာဖြစ်တော့သူနဲ့ပြိဿပါရမီပြုဖို့ပြုပဲဒါနသီလဘာဝနာကောင်းမှုပြုဖို့ပြုပဲအမျိုးသမီးကဗဒ္ဒကာပိလာနီ
သူကပြိဿရေမတ္တတိုင်းသာဂရမြို့မှာသွားပြီးတော့သူကလူဖြစ်တယ်မဟာဒိဋ္ဌာကအယံချမ်းသာတယ်အယံချမ်းသာတဲ့မြို့မှာတထေးမြို့မှာသွားပြီးတော့လူဖြစ်အသက်20ရောက်တဲ့အခါကျတော့သူ့အမေကပြောတယ်ငါသားအိမ်အောင်ပြုတော့အိမ်အောင်ပြုတော့လို့အမေကပြိဿတောင်းဆိုတော့အမေအိမ်အောင်မပြုပါရစေနဲ့ဟဲ့ငါသားအိမ်အောင်မပြုလို့မဖြစ်ဘူးအခုငါတို့ရှိတုံးတော့မင်းအတွက်ပြဿနာမရှိဘူးအဖေတို့မေတို့မရှိတဲ့နောက်မှာမင်းအကြီးကျယ်ဒုက္ခရောက်လိမ့်မယ်ကွယ်အဲ့ဒါကြောင့်အိမ်အောင်ပြုပါအိမ်အောင်ပြုပါပြောဟာမေတို့ဖေတို့မရှိတဲ့နောက်ပိုင်းမှာကျုပ်ယဟန်ပြုမယ်ဗျာကျုပ်တို့မစိုးရိမ်နဲ့မတော်ကနဲ့ကျုပ်အိမ်အောင်မပြုဘူးနောက်2ရက်3ရက်နေထပ်ပြောတယ်ဒီအိမ်အောင်ပြုဖို့ပဲမပြုပါရစေနဲ့ညင်းတယ်ပြိဿခဏတိုင်းအမေဖြစ်သူကပြုခိုင်းတဲ့သားဖြစ်သူကမပြုခြင်းမူညင်းရတာကြတော့ပြိဿစိတ်ထဲမှာညင်းငွေလာတဲ့အခါတထေးဆိုတော့ပြိဿရွှေတွေထားတဲ့ရွှေကိုယ်တော်နဲ့ကရွှေစင်နှိတ်ခ1000နဲ့ထုတ်ပြီးတော့မှဗရိန်ဆရာတွေကိုအပ်တယ်တကယ်မျိုးသမီးတယောက်ရဲ့ခန္ဓာကိုယ်အချိုးစားတိုင်းပြအရရောခန္ဓာကိုယ်အနေထားရောကြာနာနာရွှေစင်ရုပ်တုလုတ်ပေးစမ်းမှာဆိုပြီးတော့ရွှေစင်နှိတ်ခ1000နဲ့အပ်ပြီးလုတ်ခိုင်းဟာဗရိန်ဆရာတွေလည်းကောင်းလိုက်တာတကယ်မျိုးသမီးတိုင်းပဲတဲ့ပြိဿရွှေရောင်ဝင့်နေတဲ့မျိုးသမီးတယောက်ရဲ့အလှမျိုးလေးနဲ့လှအောင်ကိုမျိုးသမီးရုပ်တုလေးလုတ်ပေးလိုက်တယ်သူ့အမေကနောက်တစ်ချိန်လာပြီးတော့ငါသားအိမ်အောင်ပြုလို့လာပြောတော့အမေတဲ့ဟောဒီလောကကြီးထဲမှာဟောဒီရွှေစင်ရုပ်တုလောက်လှတဲ့အမျိုးသမီးဆိုရင်တော့ကျုပ်အိမ်အောင်ပြုမယ်ဗျာဒီရွှေစင်လောက်မှမလှဘူးဒီရုပ်တုလောက်မှမလှဘူးဆိုကျုပ်အိမ်အောင်မပြုနိုင်ဘူးဒီလိုပြောတော့ပိပလိလူလင်ပြိဿမဖြစ်နိုင်ဘူးထင်လို့သူဒီစကားပြောတာတို့မေလည်းပဲနောက်ထပ်ပြိဿဒီလောက်လှတဲ့မျိုးသမီးတော့မင်းဘယ်ရှာလို့တွေ့မလဲကွယ်ဆိုပြီးနောက်ပြန်ဆုတ်သွားလေမလားဆိုတဲ့အတွေးနဲ့အလွန်ချောမောလှပတဲ့ရွှေစင်ရုပ်တုကိုပြပြီးဒီအယုံမျိုးလေးတွေ့ရင်တော့အမေကြီးကျုပ်အိမ်အောင်ပြုမယ်ဒါမျိုးမတွေ့ဘဲနဲ့တော့ကျုပ်မပြောတော့နဲ့ဗျာဆိုတော့အမေဖြစ်သူကလည်းတွေးတယ်ငါသားကဘုံကံရှိတဲ့လူစားဘုံကံရှိတဲ့လူသာသနာတစ်လျှောက်လုံးမှာသူနဲ့ပါရမီဖြည့်ပဲကုသိုလ်ပြုဘက်ကရှိကိုရှိရလိမ့်မယ်သူတယောက်တည်းလာတာမဖြစ်နိုင်အဲ့ဒါကြောင့်မို့သူ့ရဲ့ပါရမီဖြည့်ပဲရှိလိမ့်မယ်ဆိုတော့ယုံကြည်ပြီးတော့ပုံနာရှိယောက်ကိုခေါ်ပြီးတော့အဲ့ဒီမှာအလုတ်အပ်တယ်ဟောဒီသဗုဒ္ဓိတပကြုံလုံးမှာလှည့်ပြီးရှာပေးပါဒီလောက်လှတဲ့အမျိုးသမီးဒီရွှေစင်ရုပ်တုနဲ့တူတဲ့မျိုးသမီးတွေ့ပြီဆိုရင်တခါတည်းဒီရွှေစင်ရုပ်တုကိုပေးပြီးတော့တောင်းရန်ဖို့အမေဖြစ်သူကပြောတော့ဟာပုံနာရှိယောက်ကလည်းကောင်းပါပြီဗျာဆိုဝန်ခံပြီးတော့ပြိဿဘယ်သွားကြမလဲလို့တိုင်ပင်လိုက်တဲ့ခါတဲ့တာဂရမြို့ပြိဿတာဂလပေါ့ဗျာဟိုပပဝတီတို့တာဂလကုံတိုင်းပြည်ကြီးကပပဝတီရဲ့ဆိုတာခုနှစ်ဆောင်တိုက်ခန့်မိမထွန်းတဲ့လင်းနဲ့ပပဝတီတို့ရဲ့မြို့ပေါ့မိမချောမိမလှတွေအလွန်ထွက်တဲ့မြို့ဟာအဲ့ဒီမြို့ပုံနာရှိယောက်ကလည်းကဲအဲ့ဒီပဲသွားကြမယ်ဆိုပြီးတော့တာဂလမြို့ကိုသွားကြတာဂလမြို့ကိုသွားကြတဲ့အခါပုံနာရှိယောက်ကမြို့သမီးတွေရေချိုးတဲ့မြစ်စိတ်မှာဒီရွှေစင်ရုပ်တုလေးကိုချတာသူတို့ကတနေရာကနေချောင်းပြီးတော့မှအကဲခတ်တယ်အဲ့ဒီသာကလမြို့တွေကတထေးသမီးရေချိုးပေးပြီးတော့အထိန်တော်တွေကအိမ်ပြန်ဖို့အိမ်မှာပြိတဲ့တနခါတွေဘာတွေလိမ့်ဝက်ကောင်းစားလှလေးတွေဝက်ပေးပြီးတော့မှအဲ့ဒီမှာပြိတဲ့တထေးသမီးရဲ့အချမ်းရံမြို့သမီးလေးတွေကလာပြီးတော့ရေချိုးစိတ်ပြန်ပြီးရေချိုးကြတဲ့အခါရွှေစင်ရုပ်တုလေးမြင်လိုက်တော့သူတို့တထေးသမီးလေးဒီပြန်ရောက်နေတဲ့ထင်လို့သွားစကားပြောတယ်ဟုတ်တော့စောစောကမှတို့ကတနခါအလိမ့်ဝက်ကောင်းစားလှလေးဝက်ပြီးအိမ်ထားခဲ့ညီရဲ့ဘယ်လိုလို့ငါတို့ရှေ့ကနေဒီကိုရောက်လာတာလေတယောက်တည်းမသွားနဲ့ပြန်ငါတို့ပြန်လိုက်ပို့ပေးမယ်
ကိုယ်လက်မကြည့်ဘူးဘာမှမပြောဘူးဟဲ့ပြန်မလို့ပြောနေတာကြောလေးကိုသာသာလေးလက်ကလေးနဲ့သွားပြီးတော့ပြိသိချော့မော်ပြီးပို့လိုက်တော့မှအဲ့ဒီမှာလူမဟုတ်ဘူးအယုတ်ကြီးဖြစ်နေမှသိဟာအဲ့ဒီမှာထိန်းတော်ကရှက်ပြီးတော့အမလေးငါတို့တထေးသမီးလေးမှတ်တယ်ဘယ်ဟုတ်တော့တဲ့ဒီအယုတ်ကမယ်ငါတို့တထေးလေးသမီးနဲ့ရှင်လိုက်တဲ့အခါတို့တထေးသမီးကဒီအယုတ်တဲ့အစာပေါင်းများစွာတာတယ်ဒီလိုဖြစ်တာအဲ့ဒီမှာပြိဿရဲ့ပုံနာတွေကထွက်လာပြီးတော့ခမည်းတော်ရဲ့တထေးသမီးဒီတဲ့အသာအောင်လှတာဟုတ်ရဲ့လားဟုတ်တယ်ဒါဆိုလိုက်ပြသမ်းမှာဆိုရွှေစင်ရုပ်တို့ယူပြီးလိုက်သွားလို့တကယ်ကိုပြိဿဒီရွှေစင်ရုပ်တဲ့ကိုသာအောင်လှနေတာတဲ့ဗဒ္ဒကာပိလာနီကအဲ့ဒါနဲ့အကျိုးကြောင့်ပြောပြပြီးပြိဿမဟာဒိဋ္ဌရွာကပိပလိလူလင်းရဲ့အကြောင်းတွေပြောပြပိပလိလူလင်းရဲ့မျိုးသားတွေပြိဿဆွေမျိုးတွေအကြောင်းဇတ်တွေအကြောင်းဇာတိတွေအကြောင်းပြိဿဓနအင်အားတွေအားလုံးပြောပြပြီးတော့ဒီကလေးမလေးကိုတောင်းရမ်းတယ်ဟိုကလည်းသဘောတူလိုက်ကြသဘောတူလိုက်ကြတော့ပုံနာရှေ့ရောက်ပြိဿဟာဝန္တာအာရနဲ့ရွှေစင်ရုပ်တုပေးပြီးတော့ဟိုမှလည်းပဲတွေ့ပြီဆိုတဲ့အကြောင်းလှမ်းပြောလိုက်တဲ့အခါပြိဿပိပလိလူလင်ကလည်းအော်ငါမဖြစ်နိုင်ဘူးထင်လို့ပြောလိုက်တာအခုတော့တွေ့ပြီတဲ့ဒုက္ခပဲတန်ဝေကလေးဖြစ်နောက်တက်ကပြိဿတထေးသမီးလေးဖြစ်တဲ့ဗဒ္ဒကာပိလာနီကလည်းပဲငါကကြီးရင်ရဟန်းဝင်မလို့ငါဘဝကိုငါဆုံးဖြတ်ထားခုငါမိဘနှစ်ပါးကငါ့ကိုအိမ်အောင်ချပေးတော့မှာတဲ့ဘယ်သူနဲ့ချပေးမှလဲဆိုတော့သိအောင်စုံစမ်းပြီးတော့ပြိဿပိပလိလူလင်မှလည်းသိလိုက်တဲ့အခါအဲ့ဒီမှာစာရေးပိပလိလူလင်သင်တဲ့မျိုးရိုးဇတ်စီစဉ်ဥစ္စာဒနာအင်အားစသည်များဖြင့်တူညီတဲ့မျိုးသမီးတယောက်ကိုရှာဖွေပြီးတော့သာအိမ်အောင်ပြုပါကျမကနောင်တစ်ချိန်ယဟန်ပြုဖို့စီစဉ်ရှိနေလို့သင်ကိုနောင်တစ်ချိန်မှပူဆွေးတော့ကရောက်ရတဲ့ဘဝမျိုးမဖြစ်စေခြင်းလို့ဒီစာရေးတယ်ပေါ့အဲ့ဒီစာမျိုးပြိဿပိပလိလူလင်ကလည်းပဲဒီစာမျိုးရေးပြီးတော့အဲ့ဒါမှတမန်နေနဲ့လှမ်းပြီးတော့ပို့ခိုင်းပိပလိလူလင်ရေးတဲ့စာကလည်းပြိဿအဲ့ဒီမျိုးသမီးရေးတဲ့စာနဲ့တူတူပဲဟိုကတော့ရင်ရေးထားသေးတယ်အေးဗဒ္ဒကာမိလန်ဒီညီးနဲ့အဲ့ဒါအသက်ရွယ်မျိုးဇတ်ဓနအင်အားတူညီကြတဲ့ပုဂ္ဂိုလ်များတွေ့ရင်သူနဲ့သာလက်ထပ်လိုက်ပါကွယ်ငါကလည်းပဲနောက်တစ်ချိန်ယဟန်ပြုမဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ဒါကြောင့်တင့်ကိုလေးကြီးစွာဒုက္ခမရောက်စေခြင်းလို့ဒီစာလေးရေးတာပါပိပလိလူလင်ကလည်းစာနဲ့ပြိဿပို့ခိုင်းဗဒ္ဒကာပိကလိကလည်းပဲဒီတိုင်းပဲပြိဿပို့ခိုင်းတယ်တဲ့စာပို့တဲ့လူအချင်းချင်းဗျာအဲ့ဒါလမ်းမှာသွားတွေ့တာဘယ်သွားမလို့တော့သာကလမြို့ဗဒ္ဒကာပိလာနီအိမ်သွားမယ်ခမည်းတော်ရောဘယ်သွားမယ်ကျွတ်တို့ကလည်းပဲမကရာတိုင်းမဟာဒိဋ္ဌရွာကပိပလိလူလင်အိမ်သွားမလို့ဟာကျွတ်တို့အဲ့ဒီကလာတာခမည်းတော်ဘာကိစ္စစာသွားပို့ခမည်းတော်ရောဘာကိစ္စကျွတ်တို့လည်းစာလာပို့တာအော်အဲ့ဒီမှာတိုက်ဆိုင်စာနှစ်ခုကပြိတယ်သွားပို့တဲ့လူတွေလမ်းမှာသွားဆုံတာတူညီနေကြဟာဒါဆိုရင်ဗျာခမည်းတော်စာကျွတ်တို့ယူကျွတ်တို့စာခမည်းတော်ယူဒါဆိုဆင်းပြေတာပဲအေးဆင်းတော့ပြေတယ်ဗျာဒါပေမဲ့လို့ဖောက်ဖတ်ရအောင်ဆိုပြီးတော့အဲ့စာပို့တဲ့လူတွေကလမ်းနေစာတွေဖောက်ဖတ်လိုက်တာအံ့ဩစရာကောင်းလိုက်တာစာနှစ်ခုသလုံးကတူးနေတယ်တူညီနေတာတူညီနေတဲ့စာတွေကိုတွေ့လိုက်ရတဲ့အခါဟာအဲ့မှာတမန်တွေနှစ်ယောက်စလုံးနှစ်ဖွဲ့စလုံးကအံ့ဩကမှန်းဖြစ်ပြီးတော့အော်ဒီလောက်သိစဉ်ဥစ္စာယရနာတွေနဲ့ပြည့်စုံတယ်မျိုးရိုးကလည်းမြင့်မြတ်တယ်ဇက်ကလည်းမြင့်မြတ်တယ်ရုပ်ကလည်းချောကြတဲ့ဒီနှစ်ယောက်ကဒီလိုလှုပ်တာဟာမသိတော့ဘူးဆိုပြီးတော့အဲ့ဒီသူတို့ရေးတဲ့စာတွေစုပ်ဖြဲပြီးတော့မှသဘောတူတဲ့ပုံစံမျိုးနဲ့စာအသစ်တွေပြန်ရေးပြီးတော့ဟိုတစ်ဖွဲ့လည်းယူသွားဒီတစ်ဖွဲ့လည်းယူသွားပြီးတော့ဗျာအဲ့ဒါဂျားကနေပြီးတော့ဒီတမန်တွေကနေလှုပ်လိုက်တာနဲ့ဘာဖြစ်တော့မေးလိုက်တော့ပိပလိနဲ့ဗဒ္ဒကာမိလာနီတို့ဟာအလိုဆန္ဒမရှိကြပါပဲနဲ့ဘာဖြစ်သွားကြတော့မေးသနီးမောင်နှံဖြစ်ရောက်သွားကြတယ်
တဏိမောင်နှံဖြစ်သွားကြတဲ့ဒီပိပလိနဲ့ဗတ္တကာပိလာနေသူတော်ကောင်းတွေတည်ပြီးသားအိတ်တဲ့ခါမှာတော့အလဲကပန်းကုန်းချပြီးတော့အိတ်ကြနေ့တွေလတွေကြာလာတဲ့အခါအလွန်ချမ်းသာတဲ့ပိပလိဆယ်ကြီးပေါင်းတော့ပိတဲ့60ရှိတယ်တဲ့အလုသမားပေါင်းက14ရွာရှိတယ်အဲ့ဒီမှာတောင်သူလုပ်ငန်းတွေလုပ်တယ်ကိုယ့်လေကိုယ့်ရဲ့ဆယ်ကနေကိုယ့်အကိုရေသွင်းနိုင်တယ်ဆိုကြတဲ့ဘလောက်ချမ်းသာတယ်လဲစဉ်းစားကြည့်ပေါ့တရတော်ပြိဿအဲ့မှာသူ့ရဲ့လူသားတွေထွန်ရက်တဲ့နေရာသွားလိုက်တယ်သွားလိုက်တော့ဘာတွေ့တော့မင်းလဲတော့ထွန်လို့ရက်လို့ပေါ်လာတဲ့ပရစ်တွေတီကောင်တွေဟာမြေကြီးတွေကထွက်လာတဲ့အကောင်လေးတွေကိုငှက်တွေကထိုးပြီးတော့စားကြတာငှက်တွေထိုးပြီးတော့စားတာကိုပိပလိကမြင်တော့ဟေးကောင်တွေလာကြသူ့လူတွေပြောတယ်အဲ့ဒါဘာတွေစားပိုးကောင်တွေစားဘယ်တဲ့ကထွက်တဲ့ပိုးကောင်ဒီမြေကြီးတွေကထွက်တဲ့ပရက်တို့တီကောင်တို့စားကြတယ်ဒါဆိုဒီအကုဆိုဘယ်သူဖြစ်မလဲလို့မေးလိုက်တော့တထေးရဲ့မြေတွေကထွက်တဲ့ဟာစားတော့ဒီအကုဆိုကတထေးပဲဖြစ်မှာပေါ့ဟာဒါဆိုရင်ငါချမ်းသာတယ်12ယူသနာလောက်ကျဲတဲ့ဒီမြေတွေ60လောက်ရှိတဲ့ပြိဿကြီး10တွေနဲ့ရေသွင်းနေရတဲ့ဒီမြေတွေ14ရွာလောက်ရှိတဲ့အလုသမားတွေဒီလောက်ချမ်းသာတဲ့ငါစည်းစိမ်တွေကဒါဆိုရင်ငါကိုအပေတကားဆွဲချကြတော့မှာပါလားမဖြစ်ဘူးငါပိုင်တဲ့ပစ္စည်းတွေဗတ္တကာပိလာနီပေးပြီးငါယဟန်ပြုမှဖြစ်မယ်အဲ့ဒီမှာပြိဿကြီးတန်ဝေကကြီးကျယ်ရပြီးတော့အင်ကိုပြန်လာတာအိမ်မှာရှိနေတဲ့ဗတ္တကာပိလာနီကလည်းဗျာအိမ်မှာလှုပ်တဲ့ကလေးမတွေကိုတောင်ထဲကနေပြီးတော့ပဲတွေနှမ်းတွေထုတ်ပြီးတော့နေဘူးလန့်တဲ့နေရာသွားကြည့်လိုက်တဲ့အခါငှက်တွေကအဲ့ဒီနှမ်းနေတဲ့လုံးနေတဲ့ပိုးလေးတွေကိုစားကြတာပဲတွေကထွက်လာတဲ့ပိုးတွေကိုစားကြတယ်အဲ့ဒီမှာမေးတယ်ဟဲ့ဒီငှက်တွေကဘာတွေစားတယ်ပိုးကောင်တွေစားတယ်အဲ့ဒီအကုသိုလ်ကံဘယ်သူခံရမှာလဲရှင်မတို့ရဲ့ပစ္စည်းတွေပဲရှင်မတို့ပစ္စည်းတွေကထွက်တဲ့ပိုးကိုစားတော့ရှင်မတို့ပဲဒီအကုသိုလ်ကံခံရမှာပေါ့ဒီလိုပြောဟဲ့ဒါဆိုရင်တော့ငါခန္ဓာကိုယ်လေးဝစ်ဖို့က4000လောက်ဆိုလုံလောက်တယ်တနေ့စားဖို့ကနိုးစီဘူးတစ်လုံးနှလုံးလောက်ဆိုငါလုံလောက်တယ်ဒီလောက်များပြားတဲ့စည်းစိမ်ဥစ္စာတွေကငါ့ကိုအပေတကဆွဲချတော့မဲ့ပုံစံမျိုးပဲလို့သူလည်းပဲဒီလိုမြင်တာအဲ့တော့ငါပိုင်တဲ့ပစ္စည်းတွေအကုန်လုံးကိုပိပလိပြန်လာရင်တော့သူ့ကိုအနှင့်ပြီးငါလည်းပဲဘိက္ခုနီမဝတ်တော်မယ်လို့ဒီလိုဖြစ်တာတဲ့အိမ်ပြန်ရောက်တဲ့အခါပိပလိကနေပြိဿကြီးသူ့ကိုအနှင်းမယ်ပြောတော့ဟိုကလည်းသူ့ကိုပြန်အနှင်းတော့မယ်ဘာဖြစ်လို့တုံးလို့မေးလိုက်တော့ပစ္စည်းဥစ္စာတွေရဲ့ဘောမှာမိဟုံတောင်းနေတဲ့ပြိဿကြီးအိမ်ကြီးတဲ့ဖွဲတောကြီးတဲ့ဖွဲမြင်ပြီးတော့မှသူတို့တွေဒီစည်းစိမ်တွေကိုစွန့်လွတ်လို့တဲ့ဆန္ဒတွေသွားပြီးတူညီနေကြပြန်တယ်တဝေကဖြစ်ပုံချင်းလက်တူတဲ့စွန့်လွတ်ခြင်းစိတ်ဖြစ်ပုံချင်းလက်တူကြအဲ့ဒါနဲ့နှစ်ဦးသဘောတူပြိဿသူကောင်းကိုရိပ်ကိုကောင်းကိုသူရိပ်ပေးပြီးတော့ပြိဿသူတော်ကောင်းဝိစုံတွေဝေပြီးတော့မှပြိဿမြတ်စွာဘုရားရှိမဲ့နေရာမှန်းဆတတ်တာပြီးတော့အိမ်ကနေထွက်လာလိုက်ကြတာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်းပြိဿအဲ့ဒီမှာပထမဝါကျွတ်ပြီးတော့မိဂရာဝန်တော်ကနေပြီးတော့မှရာဇကြိုကိုကြွရာဇကြိုရောက်နေရာဇကြိုရောက်တဲ့အခါမြတ်စွာဘုရားရာဇကြိုရောက်တော့တဘုရလသံတရက်နေ့မှာရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလန်တို့ရောက်ကြတယ်တဘုရလပြည့်နေ့မှာရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလန်တို့ပြိဿယဟန္တာတွေဖြစ်ပြီးကုန်ကြပြီအဲ့ဒီမှာဧရရက်တွေအတီးတီးပေးယာဓုတွေတီးတီးပေးပြီးတော့ထပြီးပြီအဲ့ဒီအချိန်မှာပြိဿကြီးပိပလိလွတ်လင်တဲ့ဗတ္တကာပိလာနီကလည်းပဲအကုန်လုံးကိုစွန့်ပြီးတော့မှဖယားကိုအာယုံပြုတ်ပြီးသူတို့တွေထွက်လာကြတယ်ဒါပေမဲ့ဖယားကိုသူတို့မမြင်ဘူးသေးဘူးထွက်ပြီးတော့လာရင်နဲ့ပြိဿသူ့ရဲ့14ရွာကသူတို့ရဲ့လုပ်ငန်းလုပ်နေတဲ့လူတွေတယောက်မှမသိကြဘူးနောက်တော့အရှင်တို့တရှင်သခင်ရဲ့ခြေတွေလက်တွေနဲ့တူတယ်အသံတွေနဲ့တူတယ်သေးသေးချာချာကြည့်တော့မှဟုတ်တယ်သူတို့ရဲ့အရှင်ဖြစ်နေတော့အိုးခြေတော့ဖက်ပြီးငိုကြတာလေအေးမငိုကြနဲ့မင်းတို့တွေအလုတ်ကြိုးစားပြီးတော့ဘလောက်ကြိုးစားတရားအတွင်းမှာ
ကျွန်အဖြစ်ကလွတ်ဖို့ဆိုတာခဲရင်နဲ့ကွယ်အခုအဲ့ဒါကြောင့်မို့ငါတို့တွေဒီပစ္စည်းတွေကိုအကုန်လုံးစွန့်လွတ်ခဲ့ပြီးမင်းတို့တွေလည်းငါတို့ရဲ့ကျွန်အဖြစ်ကလွတ်ပြီဆိုပြီးတော့ချမ်းချမ်းသာသာနေရကြပြီတော့တရားဟောခြေချွတ်ပြီးတော့မှသူတို့လည်းရှေ့ဆက်သွားကြသွားရင်နဲ့ပိပလိကတွေးတယ်အော်ငါကယဟန်ပြုတယ်ငါမျိုးသမီးကယဟန်မျိုးသမီးပြုတယ်သူတော်ကောင်းဝိစုံတွေဝစ်ထားကြတော့လည်းပဲဒီဇနီးမုံနာဟာအခုချိန်တိုင်ကောင်းမခွဲနိုင်မခွာနိုင်ဖြစ်နေကြတယ်လို့ပြောရင်ပြောတဲ့ပုံကိုယ်တွေအာကုသိုလ်တွေဖြစ်ကြရော့မယ်အပေတကရောက်ကြတော့မယ်အဲ့ဒါကြောင့်ပြည့်တဲ့သွားရင်နဲ့အဲ့လိုတွေးနေတဲ့ပိပလိကလမ်းနဲ့တွယ်လဲတွေ့ကြရောအဲ့ဒီမှာနောက်ကပါလာတဲ့မေဘတာကိုပြောဟေ့မေဘတာဟောဒီမှာလမ်းနဲ့တွယ်မင်းနဲ့ငါနဲ့ကွယ်သူတော်ကောင်းဝိယုံလေးတွေဝစ်ပြီးတော့မခွဲနိုင်မခွာရဲ့ဖြစ်နေကြတယ်လို့ဘေးကမြင်တဲ့လူတွေကဲ့ရဲ့ရင်အဲ့ဒီပုံကိုယ်တွေအတွက်အကုသိုလ်အလွန်ကြီးပါတယ်လမ်းနဲ့တွယ်မှာညှိကြိုက်တဲ့လမ်းကိုရွေးချယ်ပြီးကိုလမ်းကိုသွားပြီးတော့ဒီလိုပြောအဲ့ဒီမှာလည်းပဲပြိဿဗဒ္ဒကာပိလာနီကဟုတ်ပါတယ်တဲ့ယဟန်တပအတွက်မိတ်ကလေးဟာအညစ်အကြေးတစ်ယောက်အညစ်အကြေးတစ်ခုသာဖြစ်ပါအဲကြောင့်ရှင်တို့ကလေယောက်ျားဇက်အမျိုးသားအပြင်မြတ်တဲ့အတွက်ဒါကြောင့်လက်ရလန်းကိုလိုက်ပါကျမကလက်ဝဲလန်းကိုရွေးပါမယ်ဒါပေမဲ့လို့ကျမလေးနောက်ဆုံးအနေနဲ့ရှစ်ခိုးပါရစေဆိုပြီးတော့ပြိဿရှင်ကတ္တပရှင်မာကတ္တပဖြစ်မဲ့ပိပလိကိုပြိဿအဲ့ဒီမှာလက်ရရင်လှဲပြီးတော့မှမေဘတ်တာကရှစ်ခိုးတဲ့ဗျာရှစ်ခိုးပြီးတော့ပြိဿအဲ့ဒီမှာလမ်းခွဲကြပြီသနီးမောင်နှံလမ်းခွဲကြလမ်းခွဲတဲ့ကဒီမှာပထဝီမြေကြီးကအော်ကဘာတသိမ့်ထက်ကနေပြီးတော့ဒါနပြုလဲတူတူသီလဆောက်တည်လဲတူတူဘာဝနာပွားများလဲတူတူကောင်းမှုတွေတူတူပြုလာလိုက်ကြတာရေစသွန်းချပြီးအမြတ်တမ်းတွေဝေလာလိုက်ကြတာဘဝပေါင်းကပြိဿကဘာတသိမ့်တိုင်ခဲ့ပြီဒီလောက်တော့တွဲပြီးတော့လာခဲ့တဲ့ဒီဇနီးမောင်နှံငါဘယ်တော့မှမခွဲတော့ဘူးလို့ထင်ထားတာအခုတော့သန္တရာတစ်လျှောက်လုံးကတွဲလာတဲ့ဒီသနီးမောင်နှံဓမ္မသံဝေကတွေနဲ့ခွဲကြပြီကြီးညိုလိုက်တာဆိုပြီးတော့မြေကြီးကမြေကလေးလှုပ်တယ်တဲ့ဗျာဘာလှုပ်တယ်လဲမေးမြေကလေးလှုပ်ပြီးတော့မှပေးတယ်အဲ့ဒါပူဇော်တာမြေကလေးလှုပ်တဲ့ကမြတ်စွာဘုရားကစောစောကပြောပြီးဘယ်ရောက်နေတယ်လဲမေးတော့ရာဇကြိုမြေကလေးလှုပ်တဲ့ကမြေကလေးလှုပ်တဲ့တန်ကိုဘုရားရှင်ကကြားတော့ကိတ္တနုခောပထဝီကမ္ပတိဘာဖြစ်လို့မြေကြီးတွေလှုပ်တယ်လဲဘယ်သူတွေလှုပ်တယ်လဲလို့ကြီးလိုက်တဲ့အခါအော်ငါသာသနာတော်မှာအလွန်အရေးပါရာရောက်မဲ့ရှင်မာကတ္တပဆိုတာဖြစ်မဲ့ပိပလိကြွလာပြီပဲငါထွက်ကြိုမှဖြစ်မဲ့ဆိုပြီးတော့ကျန်တဲ့ယဟန်ဘယ်သူမှသိမပေးပဲနဲ့မြတ်စွာဘုရားကသူ့ရဲ့တပိတ်သင်္ကန်းသူ့ဘာသူယူပြီးတော့မှသုံးဂါဟုတ်ဝေးတဲ့ခရီးတဲ့ရာဇကြိုနဲ့နာလန္တာအကြားကလမ်းမှာပြိသိဘဟုပုဒ္ဓိကညောင်မင်းအဲ့ဒီဘဟုပုဒ္ဓိကညောင်မင်းရဲ့အောက်မှာမြတ်စွာဘုရားဘဟုပုဒ္ဓကညောင်မင်းပေါ့ဘဟုပုဒ္ဓကညောင်မင်းအောက်မှာထိုင်ပြီးတော့ပြိသိရှင်မာကတ္တပလာမယ်လမ်းကိုစောင့်နေတယ်စောင့်လိုက်တဲ့ကတာမန်ယဟန်ပုံစံမျိုးလေးနဲ့မဟုတ်ဘဲနဲ့ဘယ်လိုကြွလာသလဲလို့မေးလိုက်တော့ဘယ်လိုသတင်းသုံးနေသလဲမေးလိုက်တော့တာမန်ပုံစံမဟုတ်ဘူးတဲ့ပြိဿလက္ခဏာတော်32ပါးလက္ခဏာတော်ငယ်80ဟာဒါတွေနဲ့တင့်တဲရောင်ကြီးတော်6တွေကွန်မြူပြီးတော့ညောင်မင်းအောက်မှာဒီလိုမြတ်စွာဘုရားသတင်းသုံးတယ်ခန္ဓာကိုယ်ကရောင်နေထွက်နေတယ်ညောင်မင်းဆိုတာအရွက်ကအစိမ့်ဖင်ခန္ဓာကိုယ်ကိုလုံးကြီးကဖြူအဲ့ဒါကိုပြိဿဖယားရဲ့ရောင်ကြီးတော်တွေနဲ့ညောင်ရွက်တွေညောင်မင်းခန္ဓာကိုယ်တွေကိုဟာအလှချဲသလိုဖြစ်နေတော့ဖယားကလည်းတင့်တယ်ညောင်မင်းကြီးကလည်းလှအဲ့ဒီမှာပြိဿရေပိပလိယဟန်တော်အဝေးကနေလှမ်းကြည့်ပြီးတော့ဟာဟောတာငါဆရာဖြစ်လိမ့်မယ်ဆိုပြီးတော့မြင်ချင်းအဝေးကြီးကနေပြိဿရှစ်ခိုးတဲ့ရှေ့ကိုလျှောက်တော့မနီးမဝေးရောက်ပြန်တော့တစ်ချိန်ရှစ်ခိုးပြန်တယ်နောက်တခါရှေ့ကိုလျှောက်တော့အနီးနာရောက်ပြန်တော့လည်းပဲပြိဿရေရှစ်ခိုးပြန်တယ်ပိပလိဟာပြိဿရေမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုမြင်ချင်းဘာတွေနဲ့တတ်မှတ်တယ်လဲမေးရင်ဆရာနေနဲ့တတ်မှတ်တာသုံးချိန်သုံးကရှစ်ခိုးပြီးတော့မှတတ္ထာမေဗန္ဒေဘဂဝါသာဝကတောဟမသမိတတ္ထာမေဗန္ဒေဘဂဝါသာဝကတောဟမသမိ
အရှင်ဘုရားကတပည့်တော်ရဲ့ဆရာတပည့်တော်ကအရှင်ဘုရားရဲ့တပည့်သာဝကတယောက်ပါဗျာဒီလိုမျိုး၃ချိန်၃ကသူလျှောက်စာကပြောတယ်ပြိဿအဲ့ဒီလျှောက်တဲ့စကားသံဟာအကယ်၍ဘုရားမဟုတ်ဘဲနဲ့အခြားသောတာမန်ပုဂ္ဂိုလ်များအဲ့လိုရှင်ဘုရားကကျုပ်ရဲ့ဆရာကျုပ်ကခမည်းရဲ့တပည့်ပါလို့သွားပြောရင်အဲ့ဒီပြောခံရတဲ့ပုဂ္ဂိုလ်ကခေါင်းပြတ်ပြီးတော့ခေါင်းခုနှစ်စိတ်သွားနိုင်တဲ့ရှင်မကတ္တပရဲ့ဂုဏ်ကလည်းအကယ်၍လူမဟုတ်ဘဲနဲ့မဟာသမုဒ္ဒရာကြီးကိုသွားပြောမယ်မဟာသမုဒ္ဒရာကြီးကကျွန်းုပ်ရဲ့ဆရာကျွန်းုပ်ကမဟာသမုဒ္ဒရာကြီးရဲ့တပည့်ပါလို့ပြောရင်အဲ့ဒီမဟာသမုဒ္ဒရာကြီးကပူပြင်းတဲ့တန်ပြင်ပေါ်မှာကြတဲ့ရေပေါက်ကလေးလိုဖြစ်သွားနိုင်တဲ့ဘဒုမုဒ္ဒရာမြတ်စွာဘုရားလက်ထက်ကဒုတဝါဒဒုတင်အရာမှာဣတရက်ရတဲ့အရှင်နိသဗမထေရကိုအကြကြီးညိုပြီးတော့ရှင်မကတ္တပမထေရရဲ့အလောင်းလေးဟာကောင်းမှုတွေပြုလာလိုက်တာအဲ့ဒီအတိတ်ဘဝအကြောင်းတွေထဲမှာဥဒ္ဒနုတို့အချိန်ကိုကြည့်ပြီးတော့အများကြီးခြံလက်ခဲ့တာတွေရှိပါတယ်အဲ့တော့နေ့ချုပ်လေးနဲ့ဥဒ္ဒနုတို့ပြောလာလိုက်တာပြီးကြတဲ့ဘက်ကရှင်မကတ္တပလွန်များပြားတဲ့စည်းစိမ်ဥစ္စာတွေကိုစွန့်လွတ်အလွန်ချောမောတဲ့ဇနီးလေးကိုစွန့်လွတ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရည်မှန်းပြီးတော့မှသာသနာပေါင်းဝင်ပြီးတော့သူတော်ကောင်းအယောင်လို့ထင်တဲ့ကောင်းရည်ပြီးသာသနာပေါင်းမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုရည်မှန်းပြီးတော့သူထွက်လာခဲ့တဲ့လမ်းမှာဇနီးမောင်နှံ2ယောက်ရှင်မကတ္တပအတွေးကဒီဇနီးမောင်နှံ2ယောက်သူတော်ကောင်းဝိစုံတွေဝစ်ပြီးတယောက်နဲ့တယောက်မခွဲနိုင်မခွာရဲ့ဖြစ်နေကြတာလို့အများကကဲ့ရဲ့ကြရင်အဲ့ဒီလူတွေအကုသိုလ်များတော့မယ်အဲ့ဒါကြောင့်မို့လမ်းနဲ့တွေ့တဲ့အခါဗဒ္ဒကာပိလာနေဟောဒီမှာကွယ်ညီးကြိုက်တဲ့လမ်းကိုရွေးဆိုပြီးလမ်းခွဲဖို့ပြောဗဒ္ဒကာပိလာနေကလည်းပဲဟုတ်ပါတယ်ယဟန်တစ်ပါးအတွက်အမျိုးသမီးဆိုတော့အညစ်ကြေးပါပဲအဲဒါကြောင့်ရှင်တို့ကအရှင်ဘုရားတို့ကလေယောက်ျားဇက်မြင့်မြတ်သူတွေဆိုတော့လက်ရလန်းကိုလိုက်ပါသူကလက်ဝဲလန်းကိုလိုက်ပါမယ်လက်မခွဲခင်မှာအာရပါရအဲ့ဒါကြာနာနာရှစ်ခိုးပြီးတော့မှလမ်းခွဲတယ်လမ်းခွဲတဲ့ကမြေကြီးကတန်အံ့တော်နဲ့ဖြည့်ပြီးတော့မှအဲ့ဒီမှာကြီးညိုပြီးတော့မှတုံလှုပ်ပြီးတော့ပူဇော်ခဲ့တယ်လမ်းခွဲပြီးကြွတာလိုက်တော့ပြိဿရဲ့အစဉ်စဉ်ထွက်ပြီးတော့ကျူနေတဲ့မြတ်စွာဘုရားကိုတွေ့တယ်အဝေးကြီးကနေမြင်ချင်းရှစ်ခိုးတယ်မနီမဝေးရောက်တော့တခါရှစ်ခိုးတယ်နီနီနာနာကပ်ပြီးတော့ရောက်တော့ရှစ်ခိုးတယ်ရှစ်ခိုးပြီးတော့တတ္ထာမေဗန္တိဘဂဝါသာဝကတောဟမတ္တမိအရှင်ဘုရားကတပည့်တော်ရဲ့ဆရာတပည့်တော်ကအရှင်ဘုရားရဲ့တပည့်ပါလို့ဒီလိုမျိုးမြတ်စွာဘုရားကိုဆရာတင်းတယ်အဲ့ဒီမှာမြတ်စွာဘုရားကဆုံးမဩဝါဒတွေပေးတယ်ဘုရားပေးတဲ့ဩဝါဒကိုခံယူခြင်းဖြင့်အရှင်မကတ္တပယဟန္တာယဟန်ဖြစ်ကိုရခဲ့တယ်သူ့ရှိရှိကတန်ဃာတော်များမြတ်စွာဘုရားဖြစ်ပြီးကစားပိဿဝဂီ9ဦးနောက်တကအရှင်ယတ္တနဲ့တငယ်ချင်း54ယောက်အရှင်ယတ္တနဲ့ဆို50ပေါ့အဲ့မှာယဟန္တာပေါင်း60နောက်တကဗဒ္ဒဝဂီညီနောင်3ကျိတ်ဥဒဝေလယသိညီနောင်1000စသည်ဖြင့်ဒီယဟန်တော်များယသာသနာပေါ်ဝင်ကြတဲ့အခါမှာအေဟိဘိက္ခုနဲ့ယဟန်ဖြစ်ကြဒီမှာထူးထူးခြားခြားရှင်မကတ္တပကြအေဟိဘိက္ခုနဲ့မဟုတ်ဘူးဖျားပေးတဲ့ဩဝါဒကိုခံယူခြင်းဖြင့်သူဟာယဟန်ဖြစ်ကိုရခဲ့တယ်ယဟန်ဖြစ်ရောက်လာတဲ့အခါမြတ်စွာဘုရားရှေ့ကကြွသူကနောက်ကလိုက်လမ်းတစ်ခုရောက်တဲ့အခါမြတ်စွာဘုရားကထိုင်ပြီးတော့ထိုင်ခြင်းနဲ့အမူအရာပြတော့ရှင်မကတ္တပသူ့ရဲ့သင်္ကန်းလေးခင်းပေးအဲ့ဒီမှာသင်္ကန်းချင်းပြိဿဘာလို့ကြတယ်လဲမေးလိုက်တော့လဲကြတယ်သင်္ကန်းချင်းလဲတဲ့နေရာမှာလဲမြင်းကလေးလှုပ်ပြီးတော့အဲ့ဒီမှာပူဇော်တော်မူခဲ့ပြန်ပါတယ်သာသနာ့ဘောင်ပြိဿရောက်ရှိလာတဲ့ရှင်မကတ္တပရာဇကြိုးမှာနေထိုင်ကျင့်သုံးပြီးတော့နေတော့ရှင်မကတ္တပရဲ့နေထိုင်ပုံတွေကျင့်သုံးပုံတွေပြောဆိုဆက်ဆံပုံတွေဟာ
ဦးဇင်းတို့အခြားသောယဟန်တော်တွေရဲ့စံနမူနာဖြစ်တယ်ဥမာစွမ်းနဲ့ပတ်သက်လာရင်ရှင်မာကတ္တပကရသမျှနဲ့ရောင်ရဲတယ်ရောင်ရဲခြင်းရဲ့ဂုဏ်တွေကိုလည်းပဲအရှင်မာကတ္တပကဟောလို့ရှိတယ်ရောင်ရဲရင်ချမ်းသာတယ်တန်တုတ်တိပရမန်ဒုက္ခဘုရားဟောတဲ့တရားကိုလက်တွေ့ကြကြကျင့်သုံးတာအရှင်မာကတ္တပဦးဇင်းတို့ပုံမြင်လေးတစ်ပုဒ်ကြားဘူးဖတ်ဘူးတယ်ကောင်းလေးတရားအလွန်ချမ်းသာတဲ့တထေးကြီးထံမြေတွေတောင်းတာဖာနေရလှုပ်ရှားစရာမရှိလို့အမြေလေးနှဲငယ်ပေးပါဟာတထေးကြီးကပြောတယ်ဟောဒီမှာကွာဟောဒီမြေတွေငါမြေတွေမျက်စိတစ်လုံးမျက်စိတစ်စုံပဲမင်းပြေးနေသလောက်မင်းယူကွာဒီလိုပြောကောင်းလေးကဟာပွားပြီဆိုပြေးလိုက်တာတအားပြေးတဲ့ကပြိဿပေပေါင်း400လောက်ရောက်ပြီဆိုကြပါစို့အဲ့ဒီမှာအဖေဖြစ်သူကတော်တော်ငါသားရအဲ့ဒီလောက်ဆိုသားဖား2ယောက်လုံလောက်ပြီးပြောတယ်မရက်ဘူးရှေ့ဆက်ပြေးရာတော့ယူရတာဆိုပြေးနဲ့နောက်ဆုံးဘာဖြစ်တော့မေးလိုက်တော့အမောဆိုပြီးတော့သူသေးရှာတယ်နောက်ဆုံးတော့အဲ့ဒီကလေးဘလောက်ပဲရသွားတယ်လဲမေးလိုက်တော့ပြိဿ6ပေပဲရသွားတယ်ပြောကျင်တာကပြိဿရောင်ရဲမှုမရှိရင်ဆင်းရဲတယ်ဒုက္ခရောက်တယ်ဒါပြောကျင်တာပါအဲကြောင့်ရှင်မကတ္တဗကိုရောမြတ်ကြီးကစွမ်းနဲ့ပတ်သက်လာရင်ရသမျှနဲ့ရောင်ရဲတယ်ဥမာစွန်းလူတွေပေါ့ဒကာဒကမတွေချင်းမြောက်ခြင်းတဲ့အတွက်ဒါကြောင့်စွန်းလူတယ်ဒကာဒကမတွေချမ်းသာပုဂ္ဂိုလ်ပဲသူကအကြည့်တယ်သလုံးတစ်လုံးလူလာရင်နောက်ထပ်သူတို့စားစရာရှိသလားမရှိသေးရင်တဝက်ချမ်းသာပေးတယ်ပေါ့ဒါမျိုးသူကကျင့်သုံးရောင်ရဲလွယ်တယ်ရောင်ရဲခြင်းရဲ့တရားကိုသူဟောလေရှိတယ်တဲ့တော့နူနာယောဂဆွဲနေတဲ့ပုဂ္ဂိုလ်ကြီးအိမ်စွန့်ကန်ကြွားနူနာယောဂဇေကြီးကရှင်မာကတ္တဗကိုထွက်ပြီးတော့ဆွန့်လောင်းတယ်ဆွန့်လောင်းတဲ့အခါမှာယောဂဇေကြီးကဆွန့်မဟုတ်ဘူးသူကဘာလို့တလဲမေးတော့ဆင်းရဲတော့ယာကုပဲကြိုတော့ရရှင်မာကတ္တဗကြီးဆိုတော့သူကလောင်းကျင်တဲ့ဇရာတရားတွေဖြစ်ပြီးတော့အဲ့မှာထွက်လောင်းနုနာယောဂကအင်မတန်ပြင်းထန်တော့ပြည်တွေကတရွှဲရွှဲရင်ကောင်းတွေကတယုံယုံဒါမျိုးကြီးတဲ့အဲ့ဒီမှာရှင်မာကတ္တဗမုဂလေးမြတ်ကြီးကိုဆွန်းလောင်းတဲ့အခါသူကဘယ်ဘက်လက်ကသလုံးကိုပွေပြီးညာဘက်လက်ကဇုံးခွက်နဲ့ခတ်တဲ့လောင်းလိုက်တဲ့အခါမှာရင်ကောင်းကလက်ပေါ်လာနာတော့ရားလို့ဆိုပြီးတော့ပြိဿကြီးအဲ့ဒီမှာဇုံးခွက်ကိုဇလုံးနဲ့ပြန်ထည့်ပြီးရင်ကောင်းပြန်အောင်လက်ကိုခါလိုက်တော့အနုယောဂပိုးကကြိုက်ထားလို့ပြိဿတေးသေးလေးကြံတော့တဲ့လက်ကပြတ်ပြီးဇလုံးနဲ့ကြာအဲ့ဒါရှင်မာကတ္တဗကမြင်တယ်တဲ့တစုံတစ်ခုသောစကားကိုမျှမပြောဆက်လောင်းနေအလှခံတယ်နုနာယောဂဇေကြီးကကြည်ပြီးတော့အော်ငါရဲ့လက်ကြီးရှင်မာကတ္တဗသပိတ်ထဲကြာသွားပြီနှိုက်ပြီးတော့ယူမယ်ဆိုရင်လည်းပို့ပြီးတော့ယွန်စရာတပွဲဖြစ်မှာမို့ငါလှူလိုက်တဲ့ဆွန်းတော့သူစားမှာမဟုတ်ဘူးလို့ဒီလိုတွေးမှာပေါ့ဒါပေမဲ့ရှင်မာကတ္တဗကတနေရာလေးသွားပြီးတော့ပြိဿထိုင်ပြီးတော့မှအဲ့ဒီအနုလက်ကလေးကိုဘေးဖယ်ပြီးတော့အဲ့ဒီယာကုကိုဖုံးပေးတယ်ရှင်မာကတ္တဗကြီးရဲ့အံ့ဩဝယ်ရာတွေပေါ့ဗျာအဲ့ကြောင့်စွမ်းနဲ့ပတ်သက်လာရင်သူကရသမျှရောင်ရဲတယ်ရောင်ရဲခြင်းရဲ့ဂုဏ်တွေကိုလည်းသူကပြောဆိုလေးရှိတယ်နောက်တကမသိတဲ့နဲ့ရှာဖွေခြင်းမျိုးကိုရှင်မာကတ္တဗမရှာဘူးမရလို့လည်းပဲမတောင်းတဘူးရလို့လည်းပဲမမောပြီးတော့တွေ့တာနေတာမျိုးသူမဖြစ်ဘူးတဲ့ရတဲ့ဟာကိုပညာနဲ့ဆင်ခြင်ပြီးတော့သုံးဆွဲလေးရှိတယ်အဲကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကချက်သားတို့စွမ်းသင်္ကန်းကြောင်းစေပစ္စည်း၄ပါးနဲ့ပတ်သက်လာရင်ရှင်မာကတ္တဗကိုစံထားကြကွယ်ရှင်မာကတ္တဗကိုစံထားကြလို့မြတ်စွာဘုရားကဒီလိုမျိုးပြိဿဟောပါတယ်စွမ်းသင်္ကန်းကြောင်းစေပစ္စည်း၄ပါးလူတွေဆိုရင်တော့စာဝတ်နေရေးပေါ့စွမ်းသင်္ကန်းကြောင်းစေပစ္စည်း၄ပါးရဲ့အပေါ်မှာဆင်ခြင်တတ်မယ်ဆိုရင်ကုသိုလ်တွေတိုးတယ်စွမ်းသင်္ကန်းကြောင်းစေပစ္စည်း၄ပါးပေါ်မှာမဆင်ခြင်တတ်ဘူးဆိုရင်အကုသိုလ်တွေများတယ်လူတွေလည်းဒီတိုင်းပါပဲ
စာဝတ်နေရဲ့ပေါ်မှာပြိတဲ့ဒါကိုမှီပြီးတော့မှကုသိုလ်တွေဖြစ်ကြအကုသိုလ်တွေဖြစ်ကြရတာကိုအခုလည်းပဲရှင်မကတ္တဗကိုရောမြတ်ကြီးကပြိတဲ့စွမ်းသင်္ကန်းကြောင်းစိတ်နဲ့ပတ်သက်တယ်ထားတဲ့စိတ်ထားမျိုးလေးထားကြဖို့မြတ်စွာဘုရားကရှင်မကတ္တဗကိုစံထားပြီးတော့ပြောပြတယ်နောက်တခါမြတ်စွာဘုရားကရှင်မကတ္တဗကိုစံထားပုံလေးကိုစီသေးတယ်ခေါ်ထားတာတဲတော့မြတ်စွာဘုရားကသံဃပရိသတ်လည်းမှာသူ့ရဲ့လက်ကိုလေတဲ့ဝေယံပြီးတော့ပြခြေသားယံတို့တဲ့ငါလက်ကိုကြည့်ကြကွယ်ငါရဲ့လက်မှာတစုံတစ်ခုကန့်ညိနေတာမင်းတို့တို့မြင်ကြလားဟာမြတ်စွာဘုရားလက်မှာတစုံတစ်ခုကန့်ညိနေတာဘာမှသူတို့မမြင်ရပါဘူးဖေဟာဒီတိုင်းပဲရှင်မကတ္တဗကြီးကမြို့ထဲရွာထဲဆွမ်းခံကြွတဲ့အခါတရားဓမ္မတွေနဲ့ဆက်ဆံတဲ့အခါဘယ်တရားဓမ္မကိုမှညှိကပ်တွေ့တာတယ်ဆိုတာမရှိဘူးရေတွင်းပြက်တွေရှိများတဲ့နေရာ6ကဘာတွေနာသွားတဲ့အခါမျိုးမှာလူဟာ6ကဘာတဲ့မကြအောင်တတိနဲ့သွားရစလို့ပဲရှင်မကတ္တဗကြီးကလည်းတရားဓမ္မတွေနဲ့ဆက်ဆံတဲ့အခါအဲ့ဒီတတိလေးနဲ့သူဆက်ဆံတယ်နောက်တကသူ့ရဲ့စိတ်ထားကတရားဓမ္မနဲ့ဆက်ဆံတဲ့အခါလက်လာဘလိုလားတဲ့ပုဂ္ဂိုလ်တွေလက်လာဘရကြပါစေကုသိုလ်လိုလားတဲ့ပုဂ္ဂိုလ်တွေကုသိုလ်ရကြပါစေဒီစိတ်ထားနဲ့ရှင်မကတ္တဗမြို့ထဲရွာထဲကိုကြွတာတရားဓမ္မတွေချင်းကပ်တယ်ပေါ့သူ့ကိုဖူးမြော်ပြီးတော့မှတမနာနိစ္စဒသနမင်္ဂလာဖြစ်ကြပါစေပေါ့ကုသိုလ်လိုလားတဲ့ပုဂ္ဂိုလ်ဟာနောက်တကဆွန်းလောင်းပြီးတော့ကုသိုလ်လိုချင်တဲ့ပုဂ္ဂိုလ်တွေလည်းကုသိုလ်ရကြပါစေဒီလိုစိတ်ထားမျိုးထပြီးတော့မှရှင်မကတ္တဗမြို့ထဲရွာထဲဆွမ်းခံကြွားလေရှိတယ်အဲကြောင့်ချက်သားတို့တရားဓမ္မတွေဆက်ဆံတဲ့အခါမှာလဲရှင်မကတ္တဗကိုနီးယူကြလို့မြတ်စွာဘုရားဒီလိုခေါ်တယ်။သောသင်္ကန်းကြောင်းစေပစ္စည်း၄ပါးနဲ့ပတ်သက်လာရင်ရှင်မကတ္တဗကိုစံထားခိုင်းတယ်။နောက်တစ်ခါတရားဓမ္မတွေဆက်ဆံတဲ့အခါမှာလဲရှင်မကတ္တဗကိုမြတ်စွာဘုရားစံထားခိုင်းတယ်။နောက်တစ်ခါရှိသေးတယ်ပြိဿတရားဟောတဲ့နေရာမှာလဲမြတ်စွာဘုရားကရှင်မကတ္တဗကိုစံထားခိုင်းတယ်ရှင်မကတ္တဗကြီးကတရားဟောတဲ့အခါမှာငါဟောတဲ့တရားနာရင်ကောင်းမယ်နာပြီးတော့သိရင်ကောင်းမယ်သိပြီးတော့အရဟတဖို့တိုင်အောင်ကျင့်ကြံကြိုးကိုပွားများအားထုတ်ရင်ဘယ်လောက်ကောင်းမလဲဒီလိုစိတ်ထားမျိုးနဲ့ရှင်မကတ္တဗဟောတာငါဟောတဲ့တရားကိုနာပြီးတော့သဘောကျရင်ကောင်းသဘောကျပြီးတော့ငါကိုလူဘဝတ္ထုတွေအများကြီးလူရင်ကောင်းပါပဲဆိုတဲ့အတွေးမျိုးနဲ့အရှင်မကတ္တဗဟာတရားမဟောဘူးဟောတဲ့အခါမှာမြတ်စွာဘုရားတရားတွေကိုကောင်းစွာဟောထားတယ်တန်တုတ်သွက်ခါတာပေါ့သွက်ခါတော့မြတ်စွာဘုရားတရားကိုကောင်းကောင်းဟောထားတယ်နောက်တကတန်ဋိဋ္ဌိကောမြတ်စွာဘုရားတရားတွေကကိုယ်တိုင်လည်းသိမြင်နိုင်တယ်နောက်တကအဂါလိကောအခါမလင်လည်းပဲကျိုးပေးနိုင်တယ်နောက်တကမြတ်စွာဘုရားတရားတွေဟာအေဟိပတိကောလာပါရှုပါကြည်လဲကြပါဆိုလို့ပြခြင်းကလည်းထိုက်တဲ့တရားတွေဖြစ်တယ်နောက်တကဩပနေဟိကောမိမိရဲ့စိတ်မိမိရဲ့ကိုယ်ထဲမှာစောင့်ထားတတ်တဲ့တရားလည်းဖြစ်တယ်ပစ္စဒဝိရိတဘောပညာရှိသူတော်ကောင်းတွေအသီးသီးသိမြင်နိုင်တဲ့တရားလည်းဖြစ်တယ်အဲ့ဒီတရားကုံတော်6ပါးနဲ့ပြည့်စုံတဲ့တရားကိုရှင်မကတ္တဗကဟောတဲ့အခါငါဟောတဲ့တရားနာကြရင်ဘလောက်ကောင်းမလဲနာပြီးတော့သိရင်ပိုကောင်းသိပြီးတော့အရဟတဘုတ်တိုင်မောက်အရဟတဘုတ်တိုင်ရောက်အောင်ကျင့်ကြံကြိုးကိုပွားများအထုတ်နိုင်ရင်ဘလောက်ကောင်းမလဲလို့လူတွေကိုအစဉ်စောင့်ရှောက်လို့တဲ့စိတ်တတ္တဝါတွေကိုတဏှာပြီးတော့စောင့်ရှောက်လို့တဲ့စိတ်ကိုအကြောင်းပြုပြီးတော့မှရှင်မကတ္တဗဟာတရားဟောလို့ရှိပါတယ်။အဲကြောင့်ချက်သားယဟန်တို့တရားဟောတဲ့အခါမှာလည်းပဲရှင်မကတ္တဗကိုပဲစံထားပြီးတရားဟောကြပါကွယ်လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပြိတဲ့ရှင်မကတ္တဗကိုတရားဟောတဲ့နေရာမှာလည်းစံပြအနေနဲ့ထားပါတယ်။အဲဒါကြောင့်တရားချေခင်သူတို့စဉ်များတို့ရှင်မကတ္တဗရဲ့ဘဝနဲ့ဓမ္မအပိုင်းနှစ်ပါသူရဲ့ပြစ္ဆုတ်ပံဘဝယဟန်ဖြစ်တဲ့အချိန်မှာစွမ်းသင်္ကန်းကြောင်းစီပစ္စည်း၄ပါးနဲ့ပတ်သက်လာရင်လည်းပဲ
မြတ်စွာဘုရားကသူ့ကိုစံပြအနေနဲ့ထားပါလေတက္ကရာဘဝဒီနဲ့ပြိဿဆက်ဆံတဲ့အခါချင်းကပ်တဲ့အခါမှာလည်းပဲရှင်မကတ္တဗပုံစံတိုင်းကြင်ကြံကြိုးကုပ်ဖို့မြတ်စွာဘုရားဟောပါတယ်တက္ကရာကမတွေကိုတရားဟောပြတဲ့နေရာမှာကိုလည်းပဲရှင်မကတ္တဗကိုစံထားဖို့မြတ်စွာဘုရားကဟောပါတယ်အဲကြောင့်ရှင်မကတ္တဗရဲ့ဘဝနဲ့ဓမ္မမှာအလွန်မြင့်မြတ်တဲ့ရှင်မကတ္တဗရဲ့ဘဝအရှင်မကတ္တဗရဲ့ဓမ္မကိုနာကြားရတဲ့တွေ့တာကြောင့်တရားချစ်ခင်သူတော်စင်တို့လည်းပဲမြင့်မြတ်တဲ့ဘဝတွေအထက်တန်းကြတဲ့ဘဝတွေပိုင်ဆိုင်ပြီးတော့မှမိမိတို့ရည်မှန်းတဲ့နိဗ္ဗာန်တည်းသောထက်စကံတက်လန်းနိုင်တဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်းပဲဒေသနာနိဂုံကမ္ပါဖုံးကြပါစို့ဤမန္ဓမ္မဒေသနာဤတရားဒေသနာတော်ကိုသုတ်တော်ဝါနာကြားနာရပြီးတော့မှတုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်သူတော်ကောင်းပေါင်းတို့မှာဒုံမဲ့ကံလမ်းမနီမခရီးမကိုဝိဝုဇေတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမဲ့ကံလမ်းမနီမခရီးမှန်ကိုဥဆုံးဖြောင်းဖြောင်းမတ်မတ်ရန်တူကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်သတည်း